အပိုင်းကကျွေးလွင်းတော့မဲ့ຫນွေဦးဖီလိန်တွေကိုအောင်မြင်စွာနှိမ့်နှိမ့်ကြီးနောက်ရွှင်ယွန်းမဲ့အိုလီဗာနဲ့တတိုးရစားတို့ရဲ့အချစ်ဟာနန်းတွင်မှာပန်းပွင့်လေးလိုဝေစားနေခဲ့တယ်။ဒါပေမဲ့အိုလီဗာရဲ့စိတ်ထဲမှာတော့တခုခုကိုစိုးရိမ်နေမိတယ်။သူမဒီခေတ်ကိုရောက်လာခဲ့တဲ့ရွှေရောင်ဖျားဖြစ်ကြီးစီကထူးဆန်းတဲ့အဖျားရောင်အလင်းတန်းတွေဟာလာပြည့်ညတိုင်းမှာပုံမပြင်းထန်စွာပြန်လေထွက်ပေါ်လာလိရှိတာကိုသူမတတိပြုနေလိုပါမယ်။နာတကယ်ပဲပြန်ရတော့မှလားဆိုတဲ့အတွေ့ကသူမကိုခြောက်လက်နေခဲ့နေ။တညမှာတော့သတိုးရစာကသူမကိုနန်းပြင်ကလျှို့ဝှက်တဲ့လူသက်မှုတစ်ခုကိုအတူတူစုံစမ်းဖို့ခေါ်ဆောင်သွားခဲ့တယ်။အဲ့ဒီနေရာဟာအိုလီဗာဒီဘဝကိုစတင်ရောက်ရှိလာခဲ့တဲ့ဖျားပြက်ကြီးအနီးမှာပါ။အမှုကိုစုံစမ်းနေရင်ရုတ်တရက်ကောင်းကင်ရံမှာမိုးကြွေးတွေပြစ်ချလိုက်ပြီးပြင်းထန်တဲ့လေမုန်တိုင်းတွေတိုက်ခတ်လာပါတယ်။ဖျားပြက်အတွင်ကကြောက်စာတိုင်ကြီးဟာသူမကိုခေါ်ယူနေတယ်လို့မျိုးအပြာရောင်အလင်းတန်းတွေနဲ့တောက်ပလာခဲ့ပြီ။ဒါကငါပြန်ရမယ့်အချိန်ပဲလို့အိုလီဗာသိလိုက်ရတယ်။သူမရဲ့ခန္ဓာကိုယ်ဟာတခေးပြေးလွင့်လျိုးလာပြီးအလင်းတန်းတွေကသူမကိုစတင်ဝါမျိုးလာပါတယ်။တတိုးရစားကသူမရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားရင်ရွတ်မယ်ကိုထားမသွားဟာနဲ့မင်းကိုဘလို့မှအဆုံးရှုံးမခံနိုင်ဘူးလို့အော်ဟစ်သားစီနေခဲ့တယ်။အိုလီဗာရဲ့နှလုံးသားဟာလည်းတစစ်အစီကြေကွေးနေခဲ့ရပြီ။အိုလီဗာဟာတတိုးရစားရဲ့ပါးပြင်ကိုညင်သားစွာကင်လိုက်ပြီးတတိုးကျမသွားရတော့မယ်။ဒါပေမဲ့ကန်ကျမကကျမတို့ကိုတကယ်ပဲဖန်တီးပေးခဲ့တာဆိုရင်တနေ့မှကျမတို့ပြန်ဆုံကြမှာပါ။ကျမကိုမမေ့ပါနဲ့နော်။လိုမျက်ရည်တွေကြားကနှုတ်ဆက်လိုက်ပါတယ်။အလင်းတန်းနေပုံမပြင်းထန်လာပြီးတတိုးရစားရဲ့လက်အထည်ကနေအိုလီဗာဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။